ပိုင်းသုံးမှာတော့ကိုရီဂျီမာနဲ့ဆာကူရာကီလေးလည်းဆေးရုံကိုတောင်းမှဖြစ်ပြီးကိုရီဂျီမာကတော့အသိပြပြလာဆိုပြီးတော့ဆာကူရာကီလေးကိုမေးနေပါတယ်ဆာကူရာကီလေးလည်းအသိပြပြဖြစ်ကြောင်းကိုပြောကနှစ်ယောက်သားလည်းသူမအမေရှိတဲ့ဆေးရုံကိုတွားကြပါတယ်ဆေးရုံမှာတော့ဆာကူရာကီရဲ့အတော်ပြသူလည်းရောက်နေတာဖြစ်ပြီးသူမကတော့ကိုရီဂျီမာနဲ့ဆာကူရာကီလေးကတတိမေးပြီးလာတွေ့တယ်လို့သူမကပြောနေပါတယ်ဆာကူရာကီလေးကတော့ဆေးရုံကလေးပေါ်မှာအော်ဒီဂျင်ပေးထားတဲ့သူ့မိဖြစ်သူကိုကြည့်ပြီးတော့ဝမ်းနေပါတယ်ပြီးတော့သူမအချိန်ကြာကြီးသူ့ရဲ့အမေကိုလာမတွေ့နိုင်ခဲ့တဲ့အတွက်တောင်းပန်နေဆိုပြီးလည်းပြောလိုက်ပါတယ်။အမေဘသူ့ရဲ့လက်လေးကိုကင်ပြီးတော့အမေကောင်းလာရင်သမီးနဲ့အတူစကားတွေအများကြီးပြောကြမယ်လို့ဝမ်းနဲ့မျက်ရည်တွေနဲ့ပြောနေခဲ့ကအမေမတီးတဲ့ကဘာကြီးပေါ်ကအလားတရားတွေကိုသမီးပြောရမယ်ဆိုပြီးလည်းအမေဘသူ့ရဲ့လက်လေးကိုနမ်းပြီးတော့ငိုနေပါတယ်။ဒါကိုကြည့်နေတဲ့ကာရာနဲ့သူ့အမကတော့ဆာကူရာကီရဲ့စကားတွေကြောင့်မျက်ရည်တွေကျနေခဲ့ပြီးဆာကူရာကီလေးတောင်ရင်းချက်နေပြီးဆိုပြီးတော့လည်းဆာကူရာကီလေးထွက်ကုန်ယူနေပါတယ်။ကိုရီဂျီမာလည်းငိုနေတဲ့ဆာကူရာကီလေးကိုကြည့်ပြီးမျက်ရည်တွေကျနေတဲ့အကြောင်းကာရာကသူမကိုစောင်းပြတဲ့သူတော်မျက်ရည်တွေကျနေပြီလားဆိုပြီးတော့မေးနေပါတယ်ဒီလိုနဲ့ဆာကူရာကီလေးကကိုရီဂျီမာစီကနေသူ့အမေကိုပေးဖို့လက်ဆောင်တောင်းလိုက်ပါတယ်အဲ့ဒီလက်ဆောင်ကတော့သူတို့မိသားစု၃ယောက်နဲ့ကိုရီဂျီမာတို့ပုံကိုဆွဲထားတဲ့ပကြီးကားလေးပဲဖြစ်ပါတယ်ကိုရီဂျီမာလည်းအခုကစပြီးတော့ဆာကူရာကီလေးရဲ့အမေကအထီးမကျန်တော့ဘူးလို့ဆိုတာဆာကူရာကီလေးလည်းပြောသွားပါတယ်အတော်ဘစ်သူစမ်းမီကတော့နင်းနေတာစားရင်ရောက်လာပြီဖြစ်လို့ဆေးရုံကဆိုင်တစ်ခုမှာတခုတောင်းဝယ်ဖို့ကိုပြောလိုက်ပါတယ်ဒီလိုနဲ့ကိုရီဂျီမာနဲ့ဆာကူရာကီလေးလည်းအားလုံးစားဖို့အတွက်မုတ်တီတောင်းဝယ်နေပါတယ်ကိုရီချီမာနဲ့ပျော်နေတဲ့ဆာကူရာကီလေးကိုကြည့်ပြီးစမ်းမီကတော့သူတို့တော့အတော်လေးကိုရင်းနှီးလာပြီဆိုပြီးတော့တူမလေးကိုအခုလိုဖြစ်အောင်ကူညီခဲ့တဲ့ကိုရီချီမာကိုကျေးဇူးတင်ကြောင်းကိုကာရာကိုပြောပြနေပါတယ်ကာရာကတော့ဂရေဘော်ကသူ့ရဲ့ဇနီးမျက်နှာကိုကြည့်ပြီးတော့ဆာကူလေးငငယ်ကမာရီကသူ့ပြင်နဲ့ဆာကူလေးနဲ့ကတူတယ်လို့ပြောလိုက်ကကာရာကဘယ်နှတူလာလဲဆိုပြီးတော့မေးတဲ့အကြောင်းဆာကူလေးရဲ့အပြုံးတွေကကာရာနဲ့တထဲကြားနေတယ်ဆိုပြီးတော့မာရီလည်းပြောလိုက်ပါတယ်ဒီလိုနဲ့ကာရာလည်းဇနီးပြသူရဲ့လက်ကိုကိုင်းပြီးတော့ဆာကူလေးငငယ်ကပြောစရာကောင်းတဲ့မိသားစုအကြောင်းကိုပြန်ပြီးတော့တွေးနေခဲ့ကအသက်9နှစ်အရွယ်တောင်ကြီးပြင်းလာတဲ့ဆာကူလေးရဲ့ပုံကိုမာရီကိုအယမ်းမြင့်ကျင်နေဆိုပြီးတော့တဘာဝပြောနေပါတယ်နောက်ထပ်လည်းကာရာကသူ့ရဲ့အလုပ်တွေနဲ့ဆာကူရာကလေးကိုအခုချိန်ထိအေးတကြီးကြီးမစားကြနိုင်ဘူးလို့ပြောပြီးအဖေကောင်းမပီတာဘူးဆိုပြီးတော့လေဝမ်းနဲ့နေခဲ့တာမာရီတာရှိဆာကူရာကီလေးလည်းမိဘမြင့်တာကိုအပေးဝရမှာဆိုပြီးတော့လေပြောနေနေဝမ်းနဲ့နေပါတယ်တစ်ဖက်မှာတော့ဂရီဂျီမာနဲ့ဆာကူရာကီလည်းမာကတ်တစ်ခုကိုရောက်လာခဲ့ကမာကတ်ထဲမှာတော့ရန်ဖိနေတဲ့အဖေနဲ့သူ့ရဲ့ကလေးတယောက်ကိုဂရီဂျီမာနဲ့ဆာကူရာကီလေးကချောင်းကြီးနေပါတယ်ဒီလိုနဲ့ဂရီဂျီမာတို့နှစ်ယောက်လည်းအနားကိုသွားလိုက်ကတေချာကြည့်လိုက်တော့သူ့ရဲ့တငယ်ချင်းတိုရီဖြစ်နေရကြောင်းဂရီဂျီမာလည်းနှုတ်ဆက်လိုက်ပါတယ်အဲ့တော့ထိုင်ကုန်တစ်ခုမှထိုင်ပြီးတော့စကားတွေပြောနေကြရင်ခေါင်းဆောင်ကာရာရဲ့သမီးလေးတော်ဒီရွယ်ရောက်လာပြီဆိုပြီးလေစတိုရီကပြောပါတယ်ပြီးတော့ခေါင်းဆောင်ရဲ့တခြားစီပဲဆာကူရာကလေးကချစ်စရာကောင်းတယ်လို့ဆောင်းဆောင်းနဲ့ပြောလိုက်ပါတယ်ဆာကူရာကလေးကသူကဘာတူလဲဆိုပြီးတော့မင်းနေရအကြောင်းကိုရီချီမာသူကအရင်ကခေါင်းဆောင်ရဲ့တပည့်ဖြစ်ပြီးသူတို့နဲ့အတူတူခေါင်းဆောင်စီမှာအလုပ်တူတူလုပ်ကြရဲဆိုပြီးလည်းပြောပြလိုက်ပါတယ်စတိုရီကတော့ဆာကူရာကလေးကိုစောချဖို့ခေါင်းဆောင်ကတော်ဝင်ပေးထားတယ်ဆိုတာတကယ်လားလို့မေးလိုက်ကကိုရီချီမာလည်းဟုတ်တယ်ဆိုပြီးတော့ပြန်ပြောလိုက်တဲ့အကြောင်းကော်ဖီတော့ကောကောမပြောတတ်တဲ့သူကကလေးတယောက်ကိုစောချဖို့ဆိုတာကဟာသားတစ်ခုပဲလို့ဆိုတာတိုရီကသူ့ရဲ့တငယ်ချင်းကိုရီချီမာကိုနှောင်နေပါတယ်တိုရီရဲ့သားလေးကဆာကူရာကီကိုမြင်မြင်ချင်းပါပဲသူမနဲ့ရင်းနှီးချင်တာကြောင့်သူမရဲ့အနာကိုသွားပြီးတော့သူ့ရဲ့အတက်ကချောင်းနေပြဖြစ်ကြောင်းနဲ့သူ့ရဲ့နာမည်ကတော့ဖူရိုဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်ဒီလိုနဲ့စော်လေးကိုငန်းနေတဲ့ဖူရိုလေးကအယိုးတစ်ခုလက်ဆောက်ပေးလိုက်ကသူတို့တစ်ချိန်ရရင်ဒိတ်လို့ရမလားဆိုပြီးတော့မေးတဲ့အကြောင်းဆာကူရာကီလေးကလက်ဆောက်ကိုညင်းလိုက်ပါတယ်အဖေဘသူတိုရီကတော့အဲ့လိုတွေမနှောက်ဖို့ပြောလိုက်ကဖူရိုကတော့သူ့မှာအယိုးနှစ်ခုဖြစ်နေတာကြောင့်သူမသာလက်ဆောင်ယူလိုက်ရင်ပိုကောင်းမယ်လို့ပြောနေပါတယ်ဆာကူရာကီလေးကတော့ကိုရီချီမာရဲ့လက်ကိုကိုင်းပြီးတော့တိုရီနဲ့သူ့ရဲ့အဖေကရန်ညိုးတွေရှိတာလားလို့တိုးလေးမေးလိုက်ကအရင်ကသူ့ရဲ့အဖေစီမှာအလုပ်လုပ်ပြီးဘာလို့အခုထွက်သွားတာလဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့ကိုရီချီမာလည်းဆာကူရာကီရဲ့အဖေကိုကာကွယ်ဖို့အတွက်သူ့မှာအရေးကြီးတဲ့ကိစ္စတစ်ခုရှိတာလို့အလုပ်ကနေထွက်သွားခဲ့တယ်လို့ဆိုတာခေါင်းရဲ့အလုပ်ကနေသူမထွက်သွားခဲ့ရင်သူ့ရဲ့မိသားစုကိုကာကွယ်နိုင်မှာမဟုတ်ဘူးဆိုပြီးလည်းပြောပြပါတယ်အချောင်းသုံးဝန်တည်တော့ဆာကူရာကီလေးကအရင်လိုပြန်ပြီးအစီမပြေကြတော့ဘူးလားလို့ထပ်မင်းနေတာကြောင့်သူတို့ကဘာမှမဖြစ်ခဲ့တဲ့အတွက်ဘယ်ချိန်ပဲတွေ့တွေ့နှွေးထွေးရဲ့မိသားစုကိုအရင်ကလိုပဲပြန်ရတယ်ဆိုပြီးတော့ကိုရီချီမာကဆာကူရာကီလေးနားလည်အောင်ရှင်းပြနေပါတယ်အဲ့တော့ဆာကူရာကီလေးကသူကိုယ်တိုင်တိုကီရဲ့နားကိုတွားပြီးတော့သူ့ရဲ့ဖေနဲ့တိုရီကိုအရင်လိုပြန်နေပေးပါလို့တောင်းဆိုနေတာကြောင့်သူ့ရဲ့တကူခေါင်းဆောင်မှုတွေအတွက်တိုရီတယောက်လည်းဝမ်းနေပြီးငိုနေပါတယ်ခဏကြာတော့တိုရီကဆာကူလေးရဲ့ခေါင်းကိုကိုင်းပြီးတော့အားရရဲ့တရက်လောက်လက်ဆောက်ယူလာပြီးတော့ခေါင်းဆောင်စီကိုလာခဲ့မယ်လို့ပြောလိုက်ကဆာကူလေးလည်းဟုတ်ကဲ့ဆိုပြီးတော့ခေါင်းညှိလိုက်ပါတယ်ဒီလိုနဲ့ကိုရီချီမာနဲ့ဆာကူလေးလည်းဆေးရုံခန်းထဲကိုပြန်သွားခဲ့ကစမ်းမီကတကူဖြစ်နေလို့ဂျာနေရလားလို့မေးတာကြောင့်ကိုရီချီမာလည်းတိုရီနဲ့ဆိုလို့ဂါခဏပြောနေတာဆိုပြီးတော့စမ်းမီကိုပြောလိုက်ပါတယ်အဖေဖေသူ့ကိုကြည့်ပြီးဆာကူလေးကလက်ဆောက်နေတဲ့ဦးလေးတိုရီကအဖေစီကိုလာခဲ့မယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပြီးတော့သူ့ရဲ့အဖေကိုဦးလေးတိုရီလာရဲ့စကားတွေအများကြီးပြောရမယ်လို့ပြောလိုက်ပါတယ်ဒါကိုကြတော့ခါလာလဲသူ့ရဲ့သမီးလေးကအတော်လေးကိုယဉ်ကျေးလေးမှလည်းကလေးပဲဆိုပြီးတော့ပြုံးနေပါတယ်နေကလည်းမကြခင်ဝင်တော့မှဖြစ်တာကြောင့်ဆာကူလေးကသူ့မိရဲ့လက်ကိုကိုင်းပြီးတော့မကြခင်ပြန်ပြီးလာခဲ့မယ်လို့နှုတ်ဆက်နေပြီးတော့ကိုရီချီမာနဲ့အတူတူအိမ်ကိုပြန်သွားခဲ့ပါတယ်အိမ်ပြန်လာမှာတော့စာကာမာတဲ့မုတ်တွေနဲ့ညဘက်သူတို့စကားပြောရင်အတူတူစားဖို့ဒိုနတ်တွေကိုဝယ်လာပါတယ်ဒီလိုနဲ့လမ်းလျှောက်နေရင်ကြောင်လေးတစ်ကောင်ရဲ့အတန်ကိုကြားလိုက်တာကြောင့်ဆာကူလေးကအတန်ကြားရတဲ့နားကိုတွားလိုက်ကပုံးလေးတစ်ပုံးကနေပြီးတော့အနည်းအောင်ကြောင်လေးတစ်ကောင်ကထွက်လာပါတယ်ကိုရီချီမာနဲ့ဆာကူလေးလည်းကြောင်လေးကိုကြည့်နေရင်
လူတယောက်ကသူ့ရဲ့မျက်နှာကိုမပြပဲပိုက်ဆနေတယ်ဆိုပြီးတော့ပြောနေပါတယ်အဲ့ဒါကြောင့်ကိုရီချီမာနဲ့ဆာကူလေးကသူတို့စားဖို့ဝယ်လာတဲ့မိုးတချို့ကိုသူမကိုကျွေးလိုက်ပါတယ်တမရဲ့နာမည်ကတော့ဆာတိုရီဖြစ်ပါတယ်ဆာတိုရီကတော့သူ့ကိုအခုလိုမိုးကျွေးတဲ့အတွက်သူမတည်သေးသေးရဲ့ကိုရီချီမာနဲ့ဆာကူလေးရဲ့ကျေးဇူးကိုမမေ့ဘူးဆိုပြီးတော့ပါဇက်ကနေဘလောစားနေပြီးပြောနေပါတယ်အားရပါရနဲ့စားနေရင်ဆာတိုရီကိုကြည့်ပြီးတော့ကိုရီချီမာကမုတ်တွေထကျွေးလိုက်ကဆာကူလေးလည်းသူမစားနေတာကိုကြည့်ပြီးတော့ပြောနေပါတယ်ဆာတိုရီကတော့သူကစာမတော်တာကြောင့်မိဘတွေရဲ့အဆူကိုနေတိုင်းခံနေရပြီးအဲ့ဒီတန်တွေကိုမခံနိုင်လို့သူ့ရဲ့အိမ်ကနေထွက်ပြေးလာတာပဲဖြစ်ပါတယ်ကိုရီချီမာကတော့အဲ့လိုလုပ်တာမကောင်းဘူးဆိုပြီးတော့သူမကိုပြောလိုက်ကဆာကူလေးကတော့သူ့လက်ထက်ကကြောင်လေးကိုအေခေါ်သားဖို့ကိုကိုရီချီမာကိုပြောကကြောင်မွေးတာကအရင်ပြမယ်နေဆိုပြီးတော့ကိုရီချီမာကပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ဆာကူလေးကကြောင်လေးကိုချစ်တာကြောင့်သူ့အစွမ်းကိုဂရုစိုက်မယ်လို့ကတိပေးနေပါတယ်တကယ်တော့ဆာကူလေးကသူ့ကြောင်လေးကိုအေခေါ်သားမှဆာတိုရီကအိမ်ကိုကောင်းကောင်းပြန်လို့ရမှာဖြစ်ပြီးဆာကူလေးကတော့သူသာမခေါ်သွားရင်ဆာတိုရီလက်လမ်းပေါ်မှာပဲနေရာမှာစိုးရိမ်နေပါတယ်ဘာလို့ဆိုအဲ့ဒီကြောင်နဲ့ဆာတိုရီကိုသူ့ရဲ့မိဘတွေကအမြဲတမ်းရှင်းရှင်းပြီးပြောနေတာပဲဖြစ်ပါတယ်ဆာကူလေးကြောင်ကိုအိမ်ခေါ်သွားမဲ့ကိစ္စကိုကိုရီချစ်မာကသူ့ရဲ့ခေါင်းဆောင်နဲ့အရင်တိုင်ပင်ပြီးမှပြန်လာခေါ်မယ်လို့ပြောလိုက်ကဆာကူလေးရဲ့အဖေကယာဟူဒါခေါင်းဆောင်ဆိုတာဆာတိုရီတယောက်လည်းတည်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ဆာတိုရီကယာဟူဒါရဲ့တမင်နဲ့တပုံတွဲရလို့ရမလားဆိုပြီးတော့မေးရကြောင်းကိုရီချီမာလည်းအဲ့လိုလုံးလို့မရကြောင်းကိုပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ဆာတိုရီလည်းမကြခင်မိုးချိုးတော့မှမို့သူ့ရဲ့ကြောင်လေးကိုဂရုစိုက်ပေးဖို့ကိုမှာပြီးတော့နေရာကနေထွက်သွားခဲ့ပါတယ်အဲ့တော့ကိုရီချီမာလည်းကြောင်လေးကိုအင်္ဂါပိုးတဲ့လက်ခံလိုက်ကဆာဝူလေးကတော့ပြောနေပါတယ်အဲရတော့ဆာကကြောင်ကောင်ပါလာတာကြောင့်အံ့ဩနေပြီးသူမလိုက်တဲ့မုတ်တွေမပါဘူးလားဆိုပြီးတော့မေးနေတာကြောင့်ကိုရီချီမာကအဲကြောင်လေးကိုကျွေးလိုက်ပြီးဆိုပြီးတော့လည်းပြောလိုက်ပါတယ်တပတ်မှာတော့ဆာကူလေးကကြောင်ကိုကြည့်ပြီးတော့ဘလို့နာမည်ပေးရမလဲဆိုပြီးတော့စဉ်းစားနေခဲ့ကစာအုပ်ထဲမှာကြောင်ပုံလေးကိုဆွဲနေရင်းနဲ့အုံကြီးဆိုပြီးတော့ကြောင်လေးရဲ့နာမည်ကိုအုံကြီးဆိုပြီးတော့ပေးလိုက်ပါတယ်ဒီလိုနဲ့စာအုပ်လေးကအုံကြီးနဲ့အတူအဲ့ရဝင်လိုက်ပြီးတော့မနေ့ရောက်လာတဲ့အချိန်မှာတော့အုံကြီးလေးကသူ့ကိုလာနှုံးနေပါတယ်ချစ်စရာကောင်းတဲ့အုံကြီးလေးကိုကြည့်ပြီးအုံကြီးလေးစားလို့ရမယ့်မုတ်တွေကိုစာအုပ်လေးကအများကြီးဝယ်ပေးပါတယ်နောက်တစ်ရက်မှာတော့ခါရာကသူ့ရဲ့တပည့်နှစ်ယောက်ကိုပစ္စည်းတွေစုထားဖို့အလုပ်ပေးထားတာဖြစ်ပြီးအဲ့ဒီပစ္စည်းပုံးတွေထဲမှာတော့အွန်ဂျီလေးကဝင်နေတာပဲဖြစ်ပါတယ်တဂိုရီလည်းပစ္စည်းပုံးကိုပေးဖို့လုံးနေတုံးမှာပဲအနည်းအောင်ကြောင်ကိုရိုတရက်မြင်လိုက်ရတာကြောင့်တဂိုရီတယောက်လည်းလန်သွားပါတယ်အခြားတစ်ပတ်မှာတော့ဆာကူလေးကသူ့ရဲ့ကြောင်လေးပျောက်သွားတာကြောင့်ငိုပြီးတော့လိုက်ရှာနေပါတယ်ဒါပေမဲ့တဂိုရီကတော့သူ့ကိုဒုက္ခပေးတဲ့ကြောင်ကိုပညာပြဖို့ပုံးထဲမှာပေးထားလိုက်ပါတယ်ဒီလိုနဲ့တဂိုရီလည်းဆာကူလေးရဲ့ကြောင်လေးမှတည်သွားတဲ့အခါမှာတော့ကွိုင်မဲဆိုပြီးတော့ဘာမှပြန်မပြောဘဲနေပါတယ်ဆာကူလေးကတော့သူ့ရဲ့ကြောင်လေးအတန်ကိုကြားနေရတာကြောင့်လိုက်ရှာနေရင်ပစ္စည်းပုံးတစ်ခုကနေတွေးလိုက်ရပါတယ်အုံကြီးလေးကိုတွေးတော့ဆာကူလေးလည်းငိုနေရကနေပြောသွားခဲ့ပါတယ်ပြီးတော့သူခဏလေးပြစ်ထားမိလို့အုံကြီးလေးကိုတောင်းပန်နေပါတယ်တကူရီနဲ့ကတုံးကတော့အုံကြီးကပစ္စည်းတချို့ကြောက်ခွဲသွားတာကြောင့်သူရဲ့ခေါင်းဆောင်ကိုတောင်းပန်နေပါတယ်ဒါပေမဲ့လည်းခါဘာကရိုနီနဲ့ပြန်ပြီးတော့ပစ္စည်းတက်မှုကိုပြန်ပေးရမလဲဆိုပြီးတော့မေးလိုက်ကတကူရီတို့နှစ်ယောက်ကတော့သူရဲ့ခေါင်းကိုမနာနဲ့တောင်းပန်နေပါတယ်ဒီလိုနဲ့နောက်ဆုံးမှတော့ခါရာကတကူရီတို့နှစ်ယောက်ကိုနောက်တစ်ခါထပ်မေးပေးဖို့ကိုပြောပြီးတော့ခွေးလွှတ်လိုက်ပါတယ်တမင်ဖြစ်စီဆာကူရာကီလေးကတော့ကြောင်လေးနဲ့အချိန်ပြပြောနေတာကိုကြည့်ပြီးခါရာလေးကျင်းနေနေပါတယ်